ဟဲ့မုံနိုင်လူများရဲ့ကိုရေးကိုတော့ဝင်ပြီးဆွတ်ဖက်တယ်ဆိုတာအရန်ကိုအောက်တန်းကြတဲ့အလုပ်နော်မင်းနေရာကမှလူမိုက်လို့ဖို့စဉ်းစားနေတယ်ကိုယ့်အကိုဘာလုပ်ရမလဲဆိုစဉ်းစားသမှာကွာဘယ်စဉ်းစားတဲ့မှာလဲပညာမှမတတ်တာအေးငါပညာမတတ်ဘူးဒါပေမဲ့ရိုးသားတယ်အကျင့်စာရိတ္တကောင်းတယ်နော်အမှန်တရားကိုချစ်တယ်ဟာအခုဟာလေနင့်ကောင်ကနင့်ကိုရမှာတခြားကောင်မလေးကြောင့်လည်းဖောက်ပြန်နေတာငါအမေးမှာမုံသားဆဲချစ်သူရှိတယ်ဆိုတာသွားသတိပေးတာနေကငါကျေးဇူးတော်တရားအောင်မှာဘာကျေးဇူးတရားမှာလဲအဲ့ဒါသူ့ညမဝမ်းခွဲနေရလာလို့မုန်းလိုက်ကြွေးရတဲ့ခုနပဲဇော်လင်းခိုင်လာပြီးရှင်းပြပြီးသွားပြီဟောအဲ့လိုလားဟာရုံအောင်ပြောတဲ့လူကလည်းပြောတယ်အယုံလွယ်တဲ့လူကလည်းလွယ်တယ်အဲ့ဒါကြောင့်လေလောကကြီးမှာတရားပြက်ပြီးတော့တီလာကြောင်တွေများပြီးဒုက္ခရောက်နေတာဟာဟဲ့မင်းပါဇက်ကတန်စကားပြောစမ်းပါကွာဒီမှာမင်းအုံအောင်လေးလက်တစ်စိလောက်နဲ့လူများရဲ့ချစ်သူကြောင့်ဝင်မလျှော့စမ်းပါနဲ့ကြားလားဒါတော့ဖြစ်ပြီစင်နော်တကြောက်ပါမုံနိုင်မင်းကငါဘလို့ပြောရမှန်းကိုမသိတော့ဘူး